ကဲအားလုံးပဲမင်္ဂလာညချမ်းလေးပါလို့ကဲဆရာလို့ထုံးစံအတိုင်းပဲမစခင်လေးပေါ့ဒါကတော့ဆရာရဲ့ရွှေကလင်တန်မိသားစုအဖွဲ့ဝင်လို့ရပြီနော်တပတ်စာမှာ1000ကျပ်ပါဆရာရဲ့ဘိုက်ဘာဖုန်းနံပါတ်ကတော့399668399849ပါမန်ပါဝင်သူတိုင်းငွေလဲပြည်သားလေးပေးဖို့ပေးရမယ်ဆရာရဲ့ငွေလွှဲဖုန်းကတော့ဒီတစ်လုံးပါပဲနော်ဆရာရဲ့ငွေလွှဲဖုန်းကတော့ဒီတစ်လုံးပါပဲ399668399849ပါနော်ဆရာဒီဝှေ့အကောက်ဖွင့်ပြီးသားပါရမှာကတော့3လုံးခွေကက်4လုံးခွေကက်မွေးကက်ပတိကက်တို့ဖြစ်ပါတယ်နော်တချို့တော့ကျွန်တော်အမျိုးတွေရဗျလို့လဲဆိုတော့ကျွန်တော်ကဒီအခုမိသားစုအဖွဲ့ဝင်မယ်လို့ဒီလိုမျိုးလေးပေါ့နော်ဒီcustomer ကိုကြော်ညာတာပေါ့ customer ကိုကြော်ညာတဲ့အနေမှာတချို့တော့အမျိုးတွေကဆရာကြီးကျွန်တော်တို့ကျမတို့တော့ Viber မသုံးတတ်လို့ Telegram မသုံးတတ်လို့ဆိုပြီးတော့ဒါမျိုးမေးတာရှိရဲ့ဗျဒါမျိုးမေးတာရှိရဲ့အဲ့လိုမျိုးကျတော့သူတို့ကဖုန်းမဆက်ရနေပြီးတော့ပေးလို့ရလားဆရာအဆင်ပြေလားဆိုတော့ဆရာတို့စီမရဘူးမဟုတ်ဘူးမရဘူးတော့မဟုတ်ဘူးရတယ်ဒါပေမဲ့ဆရာတို့ဒီမှာဆရာတို့ဒီလှုပ်ထားတဲ့ကက်ကလေးတွေဒီဖုန်းမဆက်ရနေပို့လို့အခုကမိုးတွေရတာတအားရွာနေတော့ပို့ရတာအဆင်မပြေဘူးဒါကြောင့်မို့လို့ Viber ကနေဆိုရင်ဆရာတို့လုပ်ထားတဲ့ကက်ကလေးတွေကိုချက်ချင်းပို့လို့ရတယ်တချို့သောအမျိုးတွေဆိုရင်ဆရာမက်ဆေ့ရနေပို့တယ်မက်ဆေ့မထွက်တာလို့ဘာလို့ညာလို့ဆိုရင်သူတို့အတွက်မှလည်းထိုးချိန်မမီမှာစိုးတယ်ပေါ့ဒါမျိုးလေးတွေပါကျွန်တော်တော့မဟုတ်ဘူးပေါ့နော်အားကြောင့်မလို့ဆရာကိုအဖွဲ့ဝင်ခြင်းလို့ပါဆရာရေးမိသားစုအဖွဲ့ဝင်ခြင်းလို့ပါဆိုပြီးတော့ Viber ဖုန်းကနေပြီးတော့ပို့ပေးလိုက်ပါနော်ဆရာရဲ့ငွေလွှဲဖုန်းကတော့399668399849ပါဆရာဒီဝှေ့မန်းလေးအကောက်တစ်ခုပဲသုံးပါသည်ဝှေ့အကောက်ဖွင့်ထားပါသည်နော်ပတ်စဝတ်ခံစရာမလိုပါရမှာကတော့3လုံးခွေကက်4လုံးခွေကက်မွေးကက်ပတိကက်တို့ဖြစ်ပါတယ်နော်ကဲဒါဆိုရင်ဆရာတို့ထုံးစံအတိုင်းပြန်စလိုက်ကြရအောင်ပေါ့ပေါ်ကုန်ပြီဒီလိုအုပ်မလို့လေဒီလိုအုပ်မလို့ဆရာဒီလိုအုပ်မလို့မျိုးတို့ကနည်းနည်းပါးပါးသတိမပေးဘူးပေါ်ကုန်ပြီမျိုးတို့မြန်တယ်နော်ဆရာနောက်ကျသွားပြီဘာဖြစ်စေ3-1-2-3ဒါမျိုးလို့ရှင်တာသူတို့ကတနေ့လာမနေ့ညကနန်းထိတ်တူတိုင်း3ရက်အတွင်းဘာဆိုတာသူတို့ကသိသွားသလားမြင်သွားသလားဆရာအဲ့လိုတော့ပြမယ်လေဆရာဒီလိုပြမယ်ဘာဖြစ်စေတနေ့လာမနေ့ညကနန်းတူထိတ်မှုတနေ့ညနေမနေ့ညကနန်းတူထိတ်တူတိုင်း3ရက်အတွင်းသူ့မှာဘာဖြစ်တယ်ဆရာဒါမျိုးသွားမှာတကယ်ပဲကျွန်တော်အမျိုးတို့ကတော့ကဲဒါဆိုရင်ဆရာတို့ပြန်စလိုက်ကြရအောင်နော်တနင်္လာမနေ့ညကနန်းတူထိတ်မှုတဲ့တနင်္လာနေ့မနေ့ညကနန်းတူထိတ်တူတိုင်း3ရက်အတွင်း10သိန်းနဲ့3လုံးခွေအပူပါတဲ့9ခုနဲ့အပူပါခွေတဲ့ဟုတ်သလားတနင်္လာနေ့မနေ့ညကနန်းထိတ်တူတိုင်း3ရက်အတွင်း10သိန်းနဲ့3လုံးအခွေအပူပါတဲ့9ခုနဲ့ပူပါခွေဟုတ်သလားဆရာတွေပြောရင်ယုံရသလားမယုံရဘူးဒါဆိုရင်ဆရာတို့ကလင်ဒါလေးနဲ့တစ်ချက်စစ်ကြည့်ရအောင်
ကဲနည်းနည်းလေးချဲ့မယ်နော်စင်ပြေလားအဲ့လောက်ဆိုစင်ပြေလားရပြီနော်အဲ့ဒါဆိုရင်ကျွန်တော်စလိုက်မယ်နော်တနင်္လာနေ့တနေကုန်ဖွက်ကနန်းတနင်္လာနေ့မနက်ထိတ်နဲ့တနင်္လာညနေထိတ်နဲ့ထိတ်တူချင်းစီတဲ့9-9နှစ်အပူးပါအခွေ3ရက်အတွင်းဆင်းတယ်ဆိုတော့ဟုတ်သလားဒီမှာ50နှစ်ဆိုပြီးတော့နော်ခဏလေးပြန်စပါနော်တနင်္လာနေ့မနက်ထိတ်နဲ့တနင်္လာညနေထိတ်တူချင်းကြောင့်3ရက်အတွင်းမှာ9-9နှစ်အပူးပါအခွေဒီတူဒီမှာ2-5ဆိုပြီးဆင်းတယ်ဟုတ်ပြီဒါဆိုဆရာတို့ဒီဘက်ကိုလည်းဆက်ကြည့်ရအောင်တနင်္လာနေ့မနက်ထိတ်ကနန်းနဲ့တနင်္လာညနေထိတ်ကနန်းနဲ့ထိတ်ဒီတူချင်းစီ9-9နှစ်အပူးပါအခွေဒီတူဒီမှာ50နှစ်ဆိုပြီးကြားတယ်ဟုတ်သလားဒါဆိုရင်ဆရာတို့ဒီဘက်ကိုလည်းဆက်ကြည့်ရအောင်တနင်္လာနေ့မနက်ကနန်းထိတ်နဲ့တနင်္လာညနေကနန်းထိတ်နဲ့ထိတ်တူနေခြင်းကြောင့်သူ့ရဲ့အောက်အပတ်မှာ3ရက်အတွင်း9-9နှစ်အပူးပါအခွေဒီတူဒီမှာ50နှစ်ဆိုပြီးတော့ကြားတယ်ဟုတ်သလားဟုတ်ပါသလားဒါဆိုရင်ဆရာတို့ဒီဘက်ကိုလည်းဆက်ကြည့်ရအောင်တနင်္လာမနက်ကနန်းထိတ်နဲ့တနင်္လာညနေမနက်ကနန်းထိတ်နဲ့ထိတ်တူနေခြင်းဒီ3ရက်အတွင်းသူ့ရဲ့အောက်မှာ9-9နှစ်အပူးပါအခွေဒီမှာ9ဆိုပြီးပူးခဲ့တယ်ဟုတ်သလားဒါဆိုရင်ဆရာတို့ဒီမှာလဲပဲတနင်္လာနေ့မနက်ထွက်ကနန်းထိတ်နဲ့တနင်္လာညနေကနန်းထိတ်နဲ့ထိတ်ဒီတူနေခြင်းကြောင့်ဆရာတို့ဒီမှာဘာအခွေထိုးရမှာလဲဟုတ်လားတူဒီဟူးမကျော်အကြများတယ်တူဒီကလနာတပြင်းလုံးကိုဆရာစစ်ပြီးသားဆရာကြည့်ပြီးသားဆရာတို့ရဲ့4ပင်ကလင်ဒါတော့ဖြစ်ရမယ်ပေါ့နော်ဆရာကြီးကြည့်ပြီးသားစစ်ပြီးသားဟုတ်လားဆက်ပြန်ကြည့်မယ်တနင်္လာနေ့မနက်ထွက်ကနန်းထိတ်နဲ့တနင်္လာညနေမနက်ကနန်းတနင်္လာညနေထွက်ကနန်းထိတ်နဲ့ထိတ်တူနေပါက3ရက်အတွင်း1ရက်2ရက်3ရက်အတွင်း9-9နှစ်အပူးပါခွေဒီမှာ2-5ဆိုပြီးကြခဲ့တယ်ဒါဆိုရင်ဒီဘက်ကိုလည်းဆက်ကြည့်မယ်တနင်္လာမနက်ထွက်ကနန်းထိတ်နဲ့တနင်္လာညနေထွက်ကနန်းထိတ်တူနေပါက3ရက်အတွင်းမှာ9-9နှစ်အပူးပါခွေ1ရက်2ရက်ဆိုတော့သူဒီမှာ50နှစ်ဆိုပြီးတော့ကြခဲ့တယ်ဒါဆိုရင်ဆရာတို့ဒီဘက်ကိုလည်းဆက်ကြည့်ရအောင်တနင်္လာနေ့မနက်ထွက်ကနန်းထိတ်နဲ့တနင်္လာညနေထွက်ကနန်းထိတ်နဲ့ထိတ်တူနေပါက3ရက်အတွင်း9-9နှစ်အပူးပါအခွေသူဒီမှာ2-5ဆိုပြီးကြခဲ့တယ်1ရက်2ရက်3ရက်နော်2-5ဆိုပြီးကြခဲ့တယ်ဒါဆိုရင်ဆရာတို့ဒီဘက်ကိုလည်းဆက်ကြည့်မယ်တနင်္လာနေ့မနက်ထွက်ကနန်းထိတ်နဲ့တနင်္လာညနေထွက်ကနန်းထိတ်နဲ့ထိတ်တူနေပါကသူ့ရဲ့အောက်အပတ်မှာ3ရက်အတွင်း9-9နှစ်အပူးပါအခွေ1ရက်2ရက်3ရက်ဆိုတော့သူဒီမှာ9ဆိုပြီးတော့ကြခဲ့တယ်ဟုတ်ပါသလားဆရာပြောတာဒါဆိုရင်ဆရာတို့ဒီမှာလဲပဲတနင်္လာနေ့မနက်ထွက်ကနန်းထိတ်နဲ့တနင်္လာညနေထွက်ကနန်းထိတ်နဲ့ထိတ်ဒီတူနေသည်ဟုတ်လားဆရာဒီမှာရောင်စုံလေးနဲ့ခြေပြီးတာတူနေပြီဒါဆိုရင်ဆရာတို့1ရက်2ရက်3ရက်အတွင်းမှာ9-9နှစ်အပူးပါအခွေဆရာတို့ဒီမှာထိုးရမယ်ဟုတ်လားဟုတ်ပါသလားဆရာကြီးကလနာတစ်ပြလုံးကိုစစ်ပြီးသားအမျိုးတို့ကလနာလေးနဲ့ပြန်စစ်ကြည့်ဆရာပြောတာကိုဟုတ်သလားဒီမှာဆရာတို့ဘာထိုးရမှာလဲ9-9နှစ်
အပူပါအခွေသူသည်ဗုဒ္ဓဟူးမကြော်အကြများတယ်ပေါ့နော်ဒီမှာဒီသူသည်ထိတ်တူတယ်ဒီမှာအင်တနေ့ sorry အင်္ဂါနေ့မနေ့မှာကြတယ်6ဘူးဆိုပြီးတော့သူသည်ဒီမှာထိတ်တူတယ်အင်္ဂါနေ့မနေ့မှာပဲကြတယ်သူသည်ဒီမှာထိတ်တူတယ်အင်္ဂါနေ့ညနေမှာကြတယ်သူသည်ဒီမှာထိတ်တူတယ်သူဒီဒီတပင်လေးပဲကြာတာပရင်းလေးမှာကြတယ်ဟုတ်လားဒီကလင်နာစီးကြောအရကလင်နာဒီတပြင်လုံးမှာသူဒီအင်္ဂါမကြော်အကြများတယ်ပေါ့ဒါကြောင့်မို့လို့နတ်ဖငါစီဆရာတို့ဒီ9ခုနှစ်အပူပါအခွေထိုးရမှာ10သိန်းတန်ဟုတ်လား10သိန်းတန်ဟာဆရာရဲ့ဆရာလေဆရာပြောတာဒီတမူလေးလားဒီတမူလေးတော့အဆင်ပြေပါမလားမဟုတ်သေးဘူးရှိသေးတယ်ဟုတ်လားဆရာဆက်ပြမယ်နော်ဆရာတို့ဒီမှာပေါ့ဒီလိုလေးကြည့်မယ်နော်တူကောက်လေးပေါ့တူနဲ့လိုရင်းပေါ့ကျန်ခဲ့တဲ့အပတ်တုန်းကဆိုရင်ဆရာဒီမှာပေါ့နော်ပေးခဲ့တာဟိုဟာ96ခွန်လေးအခွေပေါ့နော်သူ့ရဲ့မူအတိုင်းကိုပဲ10သိန်းတန်ဆရာပေးခဲ့တယ်ရှေ့ပတ်တုန်းကလည်း96ခွန်လေးအပူပါအခွေကိုသူ့ရဲ့မူအတိုင်းကိုပဲဆရာတို့ဒီဘက်ကိုထပ်သွားမယ်ဟုတ်လားခုနကတော့ဆရာပြခဲ့တဲ့မူကဒီမှာဒီမူဆရာကတော့ဒီမူတမူနဲ့ပေးတဲ့အစဉ်ပြေပါမလားဆိုတဲ့အမျိုးတွေအတွက်ဆရာတို့ဒီစိတ်ကူးရလို့အာယုံရလို့ပေးတော့ကနန်းမဟုတ်ပါမူတွေဖော်မူလာတွေအရာဆရာတို့ဒီပေးတာဒါကြောင့်မို့လို့ဆရာတို့ဒီ9-9နှစ်ဒီ9-9နှစ်သုံးလုံးအခွေအပူပါဒီတမူတွေပေးတာမဟုတ်ပါဘူးဟုတ်လားဒါကြောင့်မို့လို့ဆရာတို့ဒီနောက်တမူကိုစက်ကြည့်ရအောင်များသွားလားနည်းများသွားတယ်နော်ခဏလေးဒါလာပြီဟုတ်လားဒါဆိုရင်ဆရာတို့ကြည့်မယ်သူဒီမှာ9-9နှစ်အပူပါအခွေဒီဟူးမကြော်ပေါ့နော်9-9နှစ်အပူပါအခွေဒီသူဒီမှာ2-9ဆိုပြီးကြားတယ်ဟုတ်တယ်နော်ဆရာပြတာမြင်ရလား9-9နှစ်အပူပါအခွေဒီမှာ2-9ဆိုပြီးတော့ကြားတယ်ဟုတ်တယ်နော်ဒီဘက်ကလည်းဆက်ကြည့်မယ်9-9နှစ်အပူပါအခွေဒီမှာ90နှစ်ဆိုပြီးတော့ဆက်ကြတယ်ဟုတ်ပါသလား9-9နှစ်အပူပါအခွေ2-9ဆိုပြီးကြားတယ်9-9နှစ်အပူပါအခွေ9နှစ်ဆိုပြီးကြားတယ်ဒါဆိုရင်ဆရာတို့ဒီဘက်ကလည်းဆက်ကြည့်အောင်9-9နှစ်အပူပါအခွေဒီမှာ2-5ဆိုပြီးတော့ကြားတယ်ဟုတ်သလားဒါဆိုရင်ဆရာတို့ဒီဘက်ကလည်းဆက်ကြည့်အောင်9-9နှစ်အပူပါအခွေသူဒီမှာ2-5ဆိုပြီးတော့ကြားတယ်ဟုတ်သလားဒါဆိုရင်ဆရာတို့ဒီဘက်ကလည်းဆက်ကြည့်အောင်9-9နှစ်အပူပါအခွေသူဒီမှာ50နှစ်ဆိုပြီးတော့ကြားတယ်ဟုတ်သလားဒါဆိုဒီဘက်ကလည်းဆရာတို့ဆက်ကြည့်အောင်9-9နှစ်အပူပါအခွေသူဒီမှာ2-9ဆိုပြီးတော့ကြားတယ်ဟုတ်လားဒါဆိုရင်ဆရာတို့ဒီမှာဒီလဲပဲ9-9နှစ်အပူပါအခွေသူဒီမှာမကြသေးဘူးဟုတ်လားဒီမှာမကြသေးဘူးဟုတ်တယ်နော်ဒါကြောင့်မလို့ဒီမှာ9-9နှစ်အပူပါအခွေ2-9ကြတယ်9-9နှစ်အပူပါအခွေ9နှစ်ကြတယ်9-9နှစ်အပူပါအခွေ2-5ကြတယ်9-9နှစ်အပူပါအခွေ2-5ကြတယ်9-9နှစ်အပူပါအခွေ50နှစ်ကြတယ်9-9နှစ်အပူပါအခွေ2-9ကြတယ်9-9နှစ်အပူပါအခွေဒီမှာဘာလာမလဲ9-9နှစ်အပူပါအခွေဟုတ်လားဒါကြောင့်မလို့ဆရာတို့ခုနတော့ဒီမှာတနင်္လာနေ့မနေ့ညကနန်းထိတ်တူတိုင်း3ရက်အတွင်း10သိန်းနဲ့3လုံးခွေအပူက9-9နှစ်အပူပါအခွေဟုတ်လား
ဒီ9ခုနှစ်အပူးပါအခွေနဲ့ဟုတ်တယ်နော်ခုနဆရာပြခဲ့တာကဒီမှာပေါ့နော်ဟုတ်လားလေဒီထိတ်တူတဲ့မူကတက်မူရတယ်ဟုတ်တယ်နော်မျိုးတို့နော်မျိုးတို့ကိုတိတိကျကျနားလေအောင်လို့စီစီဆက်ဆက်ရှင်းပြတာပေါ့နော်ဒီထိတ်တူတဲ့မူမှာ9ခုနှစ်အပူးပါကိုတမူရတယ်ဟုတ်တယ်နော်ဒါဆိုရင်ခုနဆရာပြခဲ့တယ်လို့ပဲဒီမှာဒီလည်းပဲ9ခုနှစ်အပူးပါအခွေဒီမှာကျင်းတီပေါက်လာမယ်ဒီမှာကျင်းတီပေါက်လာမယ်ဟုတ်တယ်နော်ဒီမှာကျင်းတီပေါက်လာမယ်ပြင်းတာပြင်း10သိန်းတန်အပူးဟုတ်လားအပူးလေးပါထည့်ခွေ9ခုနှစ်အပူးပါအခွေအပူးကိုထိုးနေတော့ဆရာရဲ့အမျိုးတို့ပေါ့နော်သူဒီဟိုဘယ်လိုပြောမလဲဆရာတို့ဒီမူတွေအရာပေါ့တနင်္လာနေ့မှာအပူးကြတိုင်းသူဒီအပတ်အတွင်းထဲမှာအပူးဒီတစ်ချိန်ပြန်လာဖို့ရှိရပေါ့နော်ဒါဟိုအပူးဆက်ပြီးတော့ထိုးနေတဲ့သူတွေအတွက်ဆရာကအပူးရှိရဆိုတဲ့ဟာကိုပြောပြပေးတာနော်ဆရာပြပြခဲ့တာရှင်းလားအားလုံးပဲနားလည်မယ်လို့ဆရာထင်ပါနော်ကဲဆရာရဲ့ရွှေကလင်နာမိသားစုလည်းအဖွဲ့ဝင်လို့ရပြီနော်တပတ်စာ1000ကျပ်ဆရာရဲ့ပိုက်ပါဖုန်း399668399849ဆရာကိုမန်ပါဝင်သူတိုင်းငွေလွှဲပြေစာလေးတော့ပေးဖို့ရမှာနော်ဆရာရဲ့ငွေလွှဲဖုန်းကတော့399668399849ခွေအကောင့်ဆရာသည်ဖွင့်ပြီးသားပါရမှာကတော့3လုံးခွေ4လုံးခွေမွေးကက်ပတ်တိကက်တို့ဖြစ်ပါတယ်နော်ဒါတော့ဆရာမဖြစ်မနေကြော်ညာနေရတဲ့ထုံးစံအတိုင်းပေါ့မနက်ဖြန်ကတော့ဝိုင်းစိန်ပဲအမျိုးကြီးလက်ဖင်ကျန်တော့ဝိုင်းစိန်ပဲဆရာပြီးတဲ့9ခုနှစ်အပူးပါအခွေလာမှာကဲဒီဟာလေးကိုလည်းအမျိုးတို့စခရင်ရှော့လေးရိုက်ပြီးယူထားကြအောင်နော်စခရင်ရှော့လေးရိုက်ပြီးတော့ယူထားကြအောင်ဆရာဒီမရှယ်ပင်အနေနဲ့ဆရာဒီ2ကိုပေးတယ်ဟုတ်တယ်နော်ဆရာဒီရှယ်ပင်တစ်ကွက်ကောင်းအနေနဲ့ဆရာဒီ2ကိုပေးတယ်ကဲစခရင်ရှော့လေးရိုက်ပြီးယူထားကြနော်ဆရာရဲ့ channel ကိုလည်းရှယ်မူရှယ်အားလေးတွေလက်မလေးတွေနိုတီခေါင်းလောင်းလေးတွေလည်းနှိပ်ခဲ့ကြဖို့မမေ့နဲ့အောင်နော်ဒါမှလည်းဆရာတင်သမျှဆရာရသမျှမူတွေဖော်မြူလာတွေကဏ္ဍတွေကိုအမျိုးတို့ဒီအမြဲတမ်းမြင်တွေ့ရမှာဖြစ်ပါတယ်နော်အမြဲတမ်းမြင်တွေ့လို့ရအောင်လို့လဲနိုတီခေါင်းလောင်းလေးတွေလက်မလေးတွေရှယ်မူရှယ်အားလေးလုပ်ခဲ့ကြအောင်ပေါ့နော်ကဲဆရာတို့ဒီဒါလေးကတော့ဆရာအမြဲရွတ်ဖက်ပူဇော်တဲ့ရတိကြီးဥခန္ဒီဤကာလာတော်ပေါ့နော်သူကတော့ဒနာသိဋ္ဌိကာလာတော်လို့ရေးသားထားတယ်ပေါ့နော်ဆရာတို့ဒီကာလာလေးကိုထုံးနေအောင်ရွတ်မယ်ဆိုရင်လူသားတယောက်မှရှိတဲ့လက်ဘက်တွေကိုပွင့်လန်းစေတယ်ရွှင်လန်းစေတယ်ငွေဝင်လန်းရွှေဝင်လန်းတွေမှာအပိတ်အဆုပ်အဟန့်အတားမရှိပဲရေလိုစီးစင်းစေတယ်ကံမြင့်ပါတယ်စီဝါတက်ပါတယ်နော်ဆရာတို့တစ်ချက်ဆိုကြည့်လိုက်ရအောင်အရဟံဗဟိအနဇယံတုကတံအမိတံဝိယာစံလာလိတံအတုလံစရဏံတိဘဟွန်ပတမံယာမကံဒုက္ခတံတရဏံပနာမာမိဇိနံသူသည်လူသားတယောက်မှရှိတဲ့လက်ဘက်တွေကိုပွင့်လန်းစေတယ်ရွှေဝင်လန်းငွေဝင်လန်းတွေကိုအပိတ်အဆုပ်အဟန့်အတားမရှိပဲရေလိုစီးဝင်းစေတယ်ကံမြင့်ပါတယ်စီးပွားတက်ပါတယ်နော်ဗမ္မောဆရာတော်ဤဟောကြားခဲ့တယ်လို့ပဲအထာကနာတွေထဲမှာတော့မတွေ့မမြင်ရဘူးဒါပေမဲ့စွန့်ရင်ပြီးတာပဲမှတ်လားစွန့်ရင်ပြီးတာပဲမှတ်လားဒီကာရာတော်လေးကိုထုံးနေအောင်ရွတ်ပါနော်အမျိုးတို့ဒီငွေဝင်လန်းရွှေဝင်လန်းဒီအမှန်တကယ်ပွင့်လန်းလာပါလိမ့်မယ်နော်ဒီကာရာတော်လေးကိုကဲဆရာရဲ့ channel လေးကိုလက်မလေးတွေနိုတီခေါင်းလောင်းလေးတွေရှယ်မူရှယ်အားလေးလုပ်ခဲ့ဖို့လည်းမမေ့နဲ့နော်ကဲအားလုံးပဲဘိုင်မနက်ဖြန်ကဝိုင်းစိန်အမျိုးကြီးဝိုင်းစိန်